ဒီတစ်ခါမှာတော့အသိန်းကချင်းမှန်မျိုးမှာဘတ်8800ပေးရတဲ့ဘောလုံးသွားစီးတဲ့ experience လေးကို share ပေးချင်ပါတယ်ငငယ်လေးကလေးကအိမ်မက်မက်ခဲ့တဲ့အရာတွေထဲမှာမူပြတ်မူပေါင်းစီးရတာလည်းအပါဝင်ပါဒီတစ်ခါမူပြတ်မူပေါင်းစီးရနေဆိုရင်တော့အသိန်းဒါဒုတိယမြောက်စီးခြင်းပါကဲဒါဆိုရင်ချင်းမှန်မျိုးရဲ့ရှုခင်းနေရဘလောက်တောင်မှလှလဲဆိုတာအသိန်းနဲ့တူတူမူပြတ်မူပေါင်းစီးလိုက်ကြရအောင်နော်ကဲဒါဆိုရင်ဒီ vlog လေးကိုဆက်ပြီးတော့ကြည့်ပေးကြပါဦးပထမဆုံးအနေနဲ့တော့အသိန်းတို့ Balloons Adventure Thailand နေပြီးတော့အသိန်းတို့ကိုကားနဲ့လာချုပ်ပေးပါတယ်အဲ့ကနေအသိန်းတို့ Balloon စီးရမယ့်ကွင်းကိုသွားပါတယ်ကဲဒါတော့တို့ရောက်ချင်းဒီမှာ coffee တွေမုန်းနေကြက်တလောက်အဝါစား free flow ပါနော်ပတ်စံ5ထပ်ပေးစရာမလိုပါဘူးဘတ်8800ထဲမှာအားလုံးပါပြီးသားပါကဲဒါတော့တို့စပြီးတော့မူပြတ်မူပေါင်းကိုစပြီးတော့လေးစထိုးပါပြီမူပြတ်မူပေါင်းကိုလေးစထိုးလိုက်တာနဲ့အသိန်းတို့စိတ်လှုပ်ရှားမှုတွေကတကယ်မှအဲ့ဒီအချိန်မှာရန်ကုန်မောင်မိုက်ပါတယ်မူပြတ်မူပေါင်းကဒီလိုအနေထားရောက်ပြီဆိုရင်အသိန်းတို့ဓာတ်ပုံရိုက်ဖို့မမေ့ပါနဲ့နော်ကဲဒါဆိုဘလုံးသွားစီရအောင် let's goဒီမိုးပြန်ပူပေါင်းကြီးကအသိန်းတို့အမြင့်ပေ2500အထိကိုတက်ပြီးတော့ချင်းမှန်မျိုးရဲ့လှပတဲ့ရှုခင်းတွေကိုတဝါကြီးခန်းစားကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်ကဲဒါတော့အသိန်းတို့အမြင့်ပေ1000ဝန်းကျင်ရနေပြီးတော့စပြီးတော့မြင်ရတဲ့ချင်းမှန်မျိုးရဲ့ရှုခင်းတွေပါမနက်ကင်းစောစောကိုအသိန်းတို့ကမိုးပြန်ပူပေါင်းပေါ်ကနေပြီးတော့ sunrise ကြည့်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ရှုခင်းတွေကပကြီးကားတဲ့ရောက်နေတယ်လို့ခန်းစားရပါတယ်ဒီလိုတမိုးရှိတဲ့အချိန်တွေကိုရောက်ပြီဆိုရင်တော့အသိန်းတို့ကဓာတ်ပုံဗီဒီယိုရအောင်ရိုက်ခဲ့ပါလို့အသိန်းကပြောချင်ပါတယ်ဘယ်အချိန်ပြန်ကြည့်ကြည့်အမှတ်ရနေမဲ့အခိုက်အတန့်တွေကအသိန်းတို့ဘောလုံးစီးရတဲ့အချိန်တွေလည်းပါပါတယ်ကဲဒါဆိုအသိန်းတို့မီတာ2000ထိတက်ပြီးတော့ဖြူကင်းတွေကိုကြည့်ကြည့်ရအောင်ပါကဲအခုမြင်တွေ့နေရတဲ့မြင်ကွင်းလေးကတော့အသိန်းတို့အမြင့်ပေမီတာ2000ကျော်ကနေပြီးတော့မြင်တွေ့ရတဲ့ရှုခင်းတွေပဲဖြစ်ပါတယ်ချင်းရိုင်းတောင်တန်းကြီးတွေရဲ့ဂျားတွေကနေပြီးတော့ထိုးထွက်လာတဲ့နေမင်းကြီးကိုအသိန်းတို့အပေါ်စီကနေပြီးတော့ဘောလုံးစီးပြီးကြည့်ရတာလေတကယ်မှမိုက်ပါတယ်ကဲဒါကတော့အသိန်းတို့မြင်တွေ့နေရတဲ့ချင်းမိုင်တောင်တန်းကြီးပဲဖြစ်ပါတယ်သိန်းတို့မှုံလေးပဲမြင်တွေ့နေရတဲ့အရာလေးတွေကအဲ့ဒါချင်းမိုင်မျိုးပါတောင်တန်းကြီးတွေကရန်ထားတဲ့ချင်းမိုင်မျိုးလေးကိုအသိန်းတို့မူပြတ်ပေါင်းကြီးပေါ်ကနေကြည့်ရတဲ့အရာတာကအတော်မှပီတိဖြစ်စရာလဲကောင်းတယ်လို့အသိန်းတို့အရန်ကုန်မှာကျင်းနေခဲ့ရပါတယ်စပ်ပြီးအသိန်းတို့အစာရှာထွက်နေတဲ့ငှက်ကလေးတွေကိုလည်းအပေါ်စီကနေပြီးတော့အသိန်းတို့မြင်တွေ့ရမှာပါအဲ့ဒီ feeling ကမသိရင်အိမ်မက်ထဲလို့ပကြီးကားရောက်နေတယ်လို့အသိန်းတို့ခံစားရပါတယ်အသိန်းကတော့ရှုခင်းနဲ့တဝါကြီးကြည့်ရင်းနဲ့ပဲအချိန်လေးကိုကောင်းမွန်စွာနဲ့ဖြတ်တန်းခဲ့လိုက်ပါတယ်ဘောလုံးစီးနေတဲ့တခြားမှာဒီလိုမျိုးချက်စရာကောင်းတဲ့တောင်ရသမားလေးတွေကိုလည်းအသိန်းတို့မြင်တွေ့ရတယ်လို့တကယ်မှအေးချမ်းပြီးတော့တာယာလှပတဲ့ထိုင်းနိုင်ငံမြောက်ပိုင်းရဲ့အရာသားတွေကိုလည်းအသိန်းတို့တဝါကြီးခန်းစားကြည့်ရှုခဲ့လိုက်ရပါတယ်ကဲဒါတော့အသိန်းတို့ဒီ crew တွေကနေပြီးတော့စပြီးတော့ဒီဘောလုံးကြီးကိုအောက်ကိုပြန်ချပါပြီဘောလုံးစီးရတဲ့အချိန်က45မိနစ်ဝန်းကျင်ရှိပါတယ်ကဲအောက်မှာအားလုံးကတော့ ready ဖြစ်နေပါပြီလာကျိုတဲ့ကားလည်းရောက်ပြီးတစ်ဖက်မှာလည်းအသိန်းတို့ကိုကြည့်နေတယ်ဒီဘက်ကအများကြီးပဲအဲ့လိုမျိုးရှိပါတယ်အခုဆိုရင်အသိန်းတို့အောင်မြင်စွာနဲ့ဆင်းသက်နိုင်ခဲ့ပါတယ်အသိန်းတို့စီတဲ့ဘောလုံးမောင်းတဲ့ captain ကဥဆောင်ပြီးတော့ဒီမှာ champagne နဲ့ဒီမှာ celebrate လုပ်ကြပါတယ်စီးခဲ့ကြတဲ့သူတွေအချင်းချင်းအသိန်းတို့ဒီမှာ cheers လုပ်ကြပါတယ်ဒီ certificate လေးကစာတို့တိတ်ချလေးလုပ်ပေးထားပါတယ်ဒါအသိန်းတို့တငယ်ချင်းတွေစုပြီးတော့စီးကြရပါကဲဒါဆိုရင်ဘွားမှာတစ်ခါလောက်တော့ဘောလုံးစီးကြည့်ပါနော်အသိန်းဘောလုံးစီးခြင်းနဲ့ဆိုရင်တော့လိပ်စာလေးကို comment မှာချပေးထားပါတယ်ကြည့်ပေးကြလို့ကျေးဇူးအများကြီးပဲတင်ပါတယ်အားလုံးပဲတတ